Grade 12 Physics Chapter 2 Session 1 က Banking or Road လမ်းတွေကွေ့တဲ့နေရာမှာအပြင်ဘက်ခြမ်းကိုမြင့်ထားရတဲ့အကြောင်းကိုလေ့လာပါ When an automobile drives round a curve မော်တော်ကားတွေကလမ်းကွေ့တစ်ခုကိုမောင်းရတဲ့အခါမှာ it must have a force သူ့မှာအားတစ်ခုလိုတယ်exerted towards the center of the curve အဲ့ဒီအကွေ့ရဲ့အတွင်းဗဟိုဘက်ကိုပြန်တွန်းထားပေးမဲ့သို့မဟုတ်ဆွဲယူထားပေးမဲ့အားတစ်ခုရှိဖို့လိုတယ် on a flat road ညီညာတဲ့လမ်းပေါ့ဥပမာမြို့ထဲကအဝိုင်းပတ်လိုမျိုး and bank road အဲ့ဒီမြို့ထဲကအဝိုင်းပတ်တွေကြတော့အဝိုင်းလေးကြီးတယ်အပြင်ဘက်ကိုလည်းပုံမြင့်အောင်လုပ်မထားဘူးအဲ့ဒါဆိုရင် this force is supplied အဲ့ဒီလိုအပ်တဲ့ဗဟိုဘက်ကိုပြန်ဥတီပေးစီမဲ့အားကို supply ပေးတယ်ဘယ်ကနေလဲ by the friction ပုံမှုအား between the tires and the road ကားတာယာနဲ့လမ်းကြားတွေကကားကအဝိုင်းပတ်ကိုဝင်လာပြီကားအဝိုင်းပတ်ကိုဝင်တယ်အဲ့ဒီအဝိုင်းပတ်ကိုဝင်တဲ့အခါမှာသူ့မှာရှိနေတဲ့ velocity က tangential velocity inertia ရဲ့သဘောအရသူကဒီလိုပဲဆက်သွားခြင်းတယ်ကိုကကွေ့လိုက်တယ်ကားမူလ inertia ကဒီလိုတက်သွားနေတဲ့အခါကျတော့ကိုကဒီလိုကွေ့တယ်ကားကဒီအပြင်ကိုထွက်ချင်တဲ့သဘောမျိုးဖြစ်နေတယ်အမှန်မှာတော့ဒီလိုတက်ကိုသွားတယ်အဲ့ခါကျတော့ကားရဲ့ရွေ့ရှားမှုကအပြင်ဘက်ကိုဖြစ်နေတယ် friction ကရွေ့ရှားမှုရဲ့ဆန့်ကျင်ဘက်ဖြစ်ရမယ်ဆိုတော့ friction ကအတွင်းဘက်ကိုပြန်ဆွဲရတယ်အဲ့တော့အဲ့ဒီအတွင်းဘက်ကိုပြန်ပြီးတော့ဆွဲထားပြီးတဲ့ frictional force ဒီလိုမျိုးကွေ့ဝိုက်ပြီးသွားဖို့လိုအပ်တဲ့ centrifugal force ဖြစ်စေတယ်ဒါကရိုးရိုးရေပြင်ကြီးအဝိုင်းတွေမှာဒီလိုကွေ့ဖို့ဆိုရင်ကားဘိန်းနဲ့လမ်းနဲ့ခြားထဲမှာဘာရှိရမလဲလုံလောက်တဲ့ friction ရှိရAs a car makes a turn on embanked road ဘယ်ဘက်ကိုကွေ့မယ်ညာဘက်ချမ်းကိုမမြင့်ထားတဲ့အဝိုင်းပတ်တွေမှာကားကွေ့ရတော့မယ်ဆိုရင် the frictional force FF acting upon the tires of the car ကားတာယာနဲ့လမ်းနဲ့ခြားထဲမှာကားတာယာကိုတက်ရောက်နေတဲ့ပုံမှုအားက provides ပေးတယ် the required centrifugal force for circular motion အဝိုင်းအတိုင်းဆက်ရွေ့စေဖို့အတွက်လိုအပ်တဲ့ frictional force ကိုပေးအဲ့တော့ဒီအဝိုင်းထဲကိုဝင်တာနဲ့ automatic ကြီးတော့မသွားဘူးเนาะလက်ကင်ကိုကွေ့ရတယ်အဲ့ဒီလက်ကင်ကိုကွေ့တော့လက်ကင်ကိုကွေ့တယ်ဆိုတာကားဘိန်းကိုလှည့်တာအဲ့ဒါလိုကားဘိန်းကိုလှည့်တဲ့အချိန်မှာကားဘိန်းကငကိုအတိုင်းမသွားအောင်လို့ friction ကဒီဘက်ကိုဆွဲပေးရတယ်အဲ့ဒါ require centrifugal force ပါ equation ကဘာဖြစ်သွားမလဲဆိုတော့အဲ့ဒီလိုအပ်တဲ့ frictional force ကကားရဲ့ mass ပေါ်မှာလည်းမူတည်တယ်အဲ့ဒီကားရဲ့ speed ပေါ်မှာလည်းမူတည်တယ်အဲ့ဒီအဝိုင်းရဲ့အချင်းဝက်ပေါ်မှာလည်းမူတည်တယ်ဆိုတော့ကားရဲ့ mass ကလည်းအသေးအဝိုင်းရဲ့အချင်းဝက်ကလည်းအသေးဒါဆိုရင်ဒီမှာရှိနေတဲ့ frictional force ကလည်းကိုကဆင်းပြီးတော့များလာအောင်နည်းအောင်လုပ်လို့မရဘူးဒီ frictional force ကကိုကလုပ်ယူလို့မရလုပ်လို့ရတာကလမ်း engineer ကလမ်းမှာ friction ရှိတဲ့လမ်းဖြစ်အောင်လုပ်ထားကိုကလုပ်လို့ရတာကကိုကားတာယာက friction ရှိအောင်လုပ်ထားတာပဲအဲ့ဒီလမ်းရဲ့အနေအထားနဲ့ကိုတာယာရဲ့အနေအထားပေါ်မှာမူတည်ပြီးတော့ကိုကဘာလုပ်ရသလဲဆိုတော့ speed ကိုချိန်ပြီးတော့မောင်းရ speed များရင်လိုအပ်တဲ့ frictional force ကလည်းဒါရှိတဲ့ frictional force မဟုတ်ဘူးเนาะဒီ speed အတွက်လိုအပ်တဲ့ frictional force ကိုကနှုံးတင်လိုက်တယ်လိုအပ်တဲ့ frictional force မရဘူးရှိနေတဲ့ frictional force ကရှိနေတဲ့ frictional force ပဲဒါကဒီ speed အတွက်လိုအပ်တဲ့ frictional force အဲ့တော့ဒီမှာရှိပြီးသား frictional force က
လိုအပ်တဲ့ frictional force ကိုမပေးနိုင်ဘူးဆိုရင်တော့ဒီကားကအပြင်ကိုလွင့်သွားမှာပဲ where m is the mass of the car m ကကားရဲ့ mass v က the speed of the car အဲ့ဒီကားဒီမှာမောင်းဝင်လာတဲ့ tangential velocity r က the radius of the path if the frictional force is not sufficient ဒီမှာကားဘိန်းနဲ့လမ်းနဲ့ဂျားထဲမှာရှိနေတဲ့ frictional force ကအခုကိုမောင်းချင်တဲ့ speed နဲ့လိုက်လျောညီတဲ့ frictional force ကိုမပေးနိုင်ဘူးဆိုရင်ဘယ်လိုအခြေအနေမျိုးလဲ such as under wet လမ်းကရေဆိုနေလို့ and slippery condition ချော်နေလို့အရှိမစီမှောက်သွားတာရှိမယ်အဲ့ဒါလိုအခြေအနေမျိုးဆိုရင် the car will skid out of the circular path ကားက circular path ရဲ့အပြင်ဘက်ကိုချော်ထွက်သွားလိမ့်မယ် to prevent this အဲ့ဒါလိုမချော်ထွက်အောင်လို့ the road must be bank လမ်းကိုစောင်းထားရမယ် bank ဆိုတာကားကဘယ်ဘက်ကို꿰မယ်ဆိုရင်ညာဘက်ချမ်းမြင့်နေရမယ်ညာဘက်ကို꿰မယ်ဆိုရင်ဘယ်ဘက်ချမ်းကမြင့်နေရမယ်အဲ့ဒါလိုလုပ်တာကို bank လုပ်တယ်လို့ခေါ်တယ် to provide the necessary centripetal force လိုအပ်တဲ့ဗဟိုချင်းအားကိုရစေဖို့အမှန်မှာတော့ဗဟိုချင်းအားကိုရစေဖို့ဆိုတာထက်ကိုတင်းချက်မြင်အတိုင်းလွင့်ထွက်မသွားအောင်ထိန်းထားပေးမဲ့ force ကိုပြောတာဗဟိုချင်းအားဗဟိုဆွဲအားဆိုတော့ဗဟိုကထဆွဲတယ်လို့ဖြစ်နေအားတွေရဲ့သဘောအရတင်းချက်မြင်အတိုင်းသူဆက်မသွားအောင်အကွေ့အတိုင်းဖြစ်အောင်ထိန်းထားပေးမဲ့အားအဲ့ဒီအားရဲ့ direction ကိုကြည့်လိုက်တော့ acceleration ရဲ့ direction အတိုင်းပဲဖြစ်တယ်အဲ့ဒီ acceleration ရဲ့ direction ကိုကြည့်လိုက်တော့ velocity ခြားနာခြင်းရဲ့ direction အတိုင်းဖြစ်နေတယ်အဲ့ဒီ direction က section 1.3 မှာတော့တွေ့ခဲ့ပြီဘယ်ကိုပဲဥတည်တယ်လဲဗဟိုကိုပဲဥတည်တယ်ဒါကြောင့်မလို့ဗဟိုချင်းရှိန်ဗဟိုချင်းအားလို့ပြောနေတာဗဟိုကနေပြီးတော့လှမ်းပြီးတော့ဆွဲတာမဟုတ်ပါဘူး do the automobiles so that they make a safe turn without skidding အဲ့ဒါလိုမျိုးလမ်းကိုမြင့်ပေးလိုက်မယ်ဆိုရင်ငကိုအတိုင်းထွက်သွားစရာအကြောင်းမရှိတော့ဘူးအတွင်းဘက်ကိုဥတည်တဲ့အားအခွဲကလေးရလာဗဟိုကလှမ်းဆွဲတာမရှိဘူးလို့ပြောတော့အကုန်တော့သွားမရောပါနဲ့ဘောလုံးကိုကျိုးနဲ့ဆွဲပြီးတော့လှည့်နေတဲ့အချိန်မှာတော့ဗဟိုကဆွဲနေတဲ့အားရှိဒီအတိုင်းပဲနေကိုပတ်တဲ့ကဘာကိုနေကဆွဲတာမျိုးလည်းရှိပါတယ်အခုမော်တော်ကားအဝိုင်းပတ်နေတဲ့နေရာမှာတော့ဗဟိုကနေပြီးတော့ frictional force ကခုနကျိုးနဲ့ဆွဲသလိုဆွဲတာမျိုးမဟုတ်ဘူးဒါကိုပြောတာပါဖြစ်ရက်တွေကိုရောပြီးတော့မချပါနဲ့သူဖြစ်ရက်ကိုမြင်ပါအခုဒါဒီကားဆိုရင်ဒါရိုးအဝိုင်းကိုပတ်တာမောင်းနေတာဒီလိုမောင်းနေအဲ့လိုမောင်းနေရနေပြီးတော့သူကဒီဘက်ကို꿰ဖို့ကြိုးစားတယ်အဲ့လိုကြိုးစားတဲ့အခါမှာဘာလို့သူဆွဲ꿰တာလဲဒီဘိန်းကိုဆွဲ꿰တာလေဘိန်းကဒီဘက်ကိုရွေ့သွားဖို့ဆိုရင်သူငကိုသွားချင်တာဒီလိုအဲ့တော့ဘိန်းရဲ့ inertia ကဒီဘက်ကိုရွေ့ချင်တယ်ဒီဘက်ကိုရွေ့ပြီးတော့သူကဒီလိုပဲသွားချင်တယ်ကိုကဒီဘက်ကိုသွားစေချင်တယ်ဘိန်းရွေ့မှဒီလိုအဲ့ဒီမရွေ့အောင်အတွင်းကိုပြန်ပြီးတော့ကန်ထားပေးတာက frictional force အဲ့ဒီ frictional force ကဗဟိုကနေလမ်းဆွဲနေတာမဟုတ်ဥတီဘက်ကိုကြည့်လိုက်ရင်တော့သူကဗဟိုကိုဥတူနေတယ်မှန်တယ်ဒီဘိန်းနေရာလေးမှာရှိတဲ့ frictional force ကဘာလုပ်နေသလဲဆိုတော့ဘိန်းရဲ့ inertia ကြောင့်ဒီလိုအပြင်ထွက်ချင်တဲ့ဟာကိုပြန်ကန်ထားတယ်ဆန့်ကျင်ထားတယ်အဲ့ဒါကိုဥတီပဲဆွဲလိုက်တော့ဗဟိုကိုဥတီနေတယ်ဒါကြောင့်ဗဟိုချင်းအားလို့ပြောတာဘောလုံးကိုကျိုးနဲ့ဆွဲသလိုဗဟိုကနေကျိုးနဲ့ဆွဲနေတာမဟုတ်ပါဘူး banking ဆိုတာဘာလဲ banking or road လမ်းကိုမြင့်ထားတယ်ဆိုတာ is raising the outer edge of the curve လမ်းရဲ့အပြင်ဘက်ဘယ်꿰မယ်ဆိုရင်ညာဘက်ညာ꿰မယ်ဆိုရင်ဘယ်ဘက်အဲ့ဒီဘက်တွေကို higher than the inner edge အတွင်းဘက်ထက်ကိုမြင့်ထားဘယ်လောက်မြင့်မလဲအဲ့ဒါကတော့အဲ့ဒီလမ်းမှာပေးမောင်းမဲ့ speed နဲ့ချိန်ပြီးတော့မြင့်ထားတအားကြီးသွားမြင့်လိုက်ရင်လည်းကားကြီးဒလိတ်ခောက်ကိုလှိမ့်ပြီးတော့အောက်ဆင်းသွားမယ်သူ့အကန့်အသတ်နဲ့သူရှိရတယ်မြင့်လေကောင်းလေမဟုတ်ဘူးမြင့်ချင်တိုင်းလည်းမြင့်လို့မရဘူးအရာတိုင်းမှာ limit ရှိပါတယ် angle of banking အဲ့ဒီလမ်းကိုမြင့်ထားတဲ့ထောက်
the angle that the inclined tracks အဲ့ဒီစောင်းနေတဲ့လမ်းကြောင်းကရေပြင်ညီနဲ့ချိုးနေတဲ့ထောင့် makes with horizontal is called angle of banking စောင်းထောက်လို့ခေါ်ပါတယ် banking angle of banking လို့ခေါ်ပါတယ်ပုံလေးနဲ့ပြပါမယ်ဒီမှာအဲ့တော့ဒီမှာဒါအတွင်းဘက်ကားကဒီလို꿰မှာနော်ကားဒါအတွင်းဘက်ဒါအပြင်ဘက်ကိုမြင့်ထားတယ်ဒီမှာကတော့ထင်ရှားအောင်လုပ်ထားပေးတာအဲ့ဒါလောက်ကြီးသွားမြင့်ထားတယ်ဆိုရင်တော့ဒီမှာရှိတဲ့ friction ကနည်းတယ်ဆိုရင်တော့သူကဒီလိုကြီးအောက်ကျသွားလိမ့်မယ်မြင့်ကျင်တိုင်းနဲ့သွားမြင့်လို့မရဘူးပထမဒီသီတာပေါ့ဒေါင်းကဒီဒေါင်းက banking angle အဲ့ဒီသီတာကဒီသီတာနဲ့ဘယ်လိုညီလဲအဲ့ဒီပြဿနာကိုအရင်ရှင်းပေးပါမယ်အဲ့တော့ကျွန်တော်တို့ကအခု coordinate ရဲ့ origin ကိုဘယ်နေရာမှာယူထားသလဲဆိုတော့ center of gravity မှာယူထားတယ် center of gravity အတိုင်းဒီအစားကိုကျွန်တော်လုပ်လိုက်မယ်သီတာကဘာတူဖြစ်မလဲဒီတောင်းကသီတာဖြစ်မယ်ဒီတောင်းကသီတာဖြစ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဝိသမတတောင်းအရာဒီတောင်းကသီတာဖြစ်မယ်ဒါလည်းသီတာဖြစ်မယ်အဲ့တော့ဒီဟာကတောင်းမှန်ချနေတယ်အဲ့တော့ဒီတောင်းက90 minus သီတာဖြစ်မယ်ဒီဟာကလည်းဒီ x နဲ့တောင်းမှန်ကြတယ်ဒါက90 minus သီတာဆိုရင်ဒီဘက်ချမ်းကဘာဖြစ်ရမလဲသီတာဖြစ်ရမယ်အဲ့တော့ဆရာတို့ဆရာမတို့ဒီမှာနားထောင်တာဆရာမဆိုရင်ကျောင်းသူကျောင်းသားကိုဒီလိုမျိုးလေးဖြည့်ဆွဲပြီးတော့ရှင်းပြပေးပါကျောင်းသူကျောင်းသားဆိုရင်တော့ဒါလေးကိုမြင်ပါဒါကအပေါ်နည်းနည်းလေးတက်နေတယ်ဆိုတာ center of gravity နဲ့တွက်ထားလို့အဲ့တော့ကိုကဒီအဆောင်ရဲ့ frame ကိုဒီအပေါ်ထိဖြည့်ဆွဲပြီးတော့ဒီထောင်းဖြစ်လာတာကိုမြင်အောင်လုပ်ပါ trigo အခြေခံတွေလည်းလိုပါတယ်ပြီးတော့သက်ဆိုင်ရာ logic ကိုလည်းသိဖို့လိုပါတယ် geometry ကိုလည်းသိဖို့လိုပါတယ်เนาะ geometry ကိုလည်းသိဖို့လိုပါတယ်ကောင်းပြီဒီပုံလေးမြင်ပြီဆိုရင်သွားတဲ့ပုံစံလေးကိုကျွန်တော်တို့ကြည့်အောင် the normal force Fn normal force ကအမြဲတမ်းသူကမျက်နှာပြင်ကိုတောင်းမှန်ကြတယ်အဲ့တော့ဒီမှာဒီကောင်ကြီးကမျက်နှာပြင်ကိုတောင်းမှန်ကြတယ် exerted by the bank road is perpendicular to the road လမ်းကိုတောင်းမှန်ကြတယ် the horizontal component of this normal force အဲ့ဒီ normal force ရဲ့ရေပြင်ကြီးအခွဲက provides ပေးတယ် the required centrifugal force ဗဟိုကိုရောက်စေမဲ့ဗဟိုကိုဥတီသောဗဟိုဘက်ကိုဥတီနေသောအားကိုပေးတယ်အဲ့တော့ခွဲတာလေးကိုကြည့်အောင်ဒါက normal force ဒီတောင်းက theta အဲ့တော့ h component ခွဲလိုက်တယ်အဲ့ဒီ h component ဒီဒါ grade 10တော့သင်ထားပြီးသား theta ဒီကောင်က theta အဲ့တော့ဒီဟာကဒါနဲ့အတူတူပဲမျက်နှာချင်းဆိုင်အနာမျက်နှာချင်းဆိုင်အနာဆိုရင် fn sin theta fn sin theta ဒီနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီတောင်းက theta နဲ့ညီတယ်ဒီတောင်းက theta နဲ့ညီတယ်မျက်နှာချင်းဆိုင်အနာဖြစ်နေတဲ့ theta နဲ့မျက်နှာချင်းဆိုင်အနာကိုဒီတောင်းမှန်ကဏ္ဍနဲ့စာ sin theta အဲ့တော့အဲ့ဒီ sin theta နဲ့တောင်းမှန်ကဏ္ဍ fn နဲ့ပြန်မြောက်လိုက်ရင်ဒီ fh ကိုရမယ် fnh ပေါ့ဒီဘက်အပိုင်းကတော့သူကအနိစ္စနာကိုတည်ပြီးတော့တောင်းမှန်ကဏ္ဍနဲ့စာရင် cos theta နဲ့တောင်းမှန်ကဏ္ဍနဲ့ပြန်မြောက်လိုက်ရင်ဒီနိစ္စနာကိုရမယ် fn cos theta ဒါက grade 10မှာသင်ထားပြီးသားဆိုတော့ trigo အခြေခံနေဆရာမပြောတော့ဘူးအဲ့တော့ခွဲတာရပြီ for every bend curve အပြင်ဘက်မြင့်ထားတဲ့အကွေ့တိုင်းမှာ there is a limiting speed မောင်းချင်တိုင်းမောင်းလို့မရဘူးကန့်သတ်ထားတဲ့ speed ရှိတယ် at which the entire centripetal force is supplied by the horizontal component of the normal force လိုအပ်တဲ့ centripetal force ကြီးတစ်ခုလုံးကို normal force ရဲ့ horizontal component ကပေးစွမ်းနိုင်ရမယ် so that ဒါမှသာလျှင် the frictional force between the tires and the road တာယာနဲ့လမ်းနဲ့ကြားထဲမှာပုံမှုအားက is not required ဆိုတာမလိုဘူးလို့ပြောတာမဟုတ်ဘူးနော် frictional force မရှိဘဲနဲ့တော့ဘလို့မှဒီကျမ်းပြင်မှာရွေ့လို့မရဘူးသူအခုပြောချင်တာက
frictional force မရှိရင်တောင်မှ frictional force 0လောက်ဖြစ်နေရင်တောင်မှ꿰လို့ရရမယ်လို့ပြောတာ frictional force မရှိလဲရတယ်လို့ပြောတာမဟုတ်ဘူး frictional force မရှိဘူးဆိုရင်အကောင်ရပါဖြစ်သွားအတွင်းဘက်ကိုရှော့ကျသွားမှာပေါ့အရှိကိုပဲသွားတော့မလဲဒီအဝိုင်းကိုသူပတ်နေတာမဟုတ်ဘူးလေအဝိုင်းနဲ့ဝင်တာနဲ့ဟိုအဝိုင်းရဲ့အောက်ခြေဘက်ကိုရှော့ပြီးတော့ပြုတ်ကျသွားမယ်ကားကြီးကတိတိလေးမှမဟုတ်တာကြီးကြီးသူ့မှာ mass တွေအများကြီးလေပေတံပေါ်မှာခဲပြက်လေးတင်ပြီးတော့စောင်းကြည့်ပါလားရှော့မကျသွားဘူးလားရှော့ကျသွားတာပဲဒါတော့မှပေတံနဲ့ခဲပြက်ချာမှာ frictional force ရှိတယ်ကောင်းပြီခဲပြက်ကိုအခွန်မချွတ်နဲ့ခဲပြက်အခွန်စက်ကူသားနဲ့တင်ကြည့်နည်းနည်းလေးစောင်းတာနဲ့ပြုတ်ကျသွားတယ်မော်တော်ကားလည်းဒီလိုပဲအဲ့တော့ frictional force လုံးဝမရှိဘဲနဲ့မရဘူးဒါပေမဲ့ तू က frictional force ကိုစဉ်းစားစရာမလိုတော့အောင်လုပ်ထားတာဘာလို့လဲဆိုတော့အဲ့ဒီ frictional force ဆိုတာကလမ်းရေဆိုရင်ပုံမှန်မဟုတ်တော့ဘူးကားတာယာကပါနေရင်ပုံမှန်မဟုတ်တော့ဘူးဒါကြောင့်မလို့တကယ်လို့ frictional force မရှိခဲ့ရင်တောင်မှအပြင်ဘက်ကိုတော့မချော်ထွက်တော့ဘူးပေါ့နော် in this case ဒီကိစ္စမှာ the horizontal components of the normal force မျက်နှာပြင်ထောက်မှတ်အားရဲ့ရေပြင်ကြီးအပိုင်းဖြစ်တဲ့ Fn sin theta သူ့ရဲ့ဥတီချက်က towards the center of the curve of the radius r အဲ့ဒီစဝိုင်းရဲ့ဗဟိုဘက်ကိုဥတီတဲ့အခွဲကလေးရလာတယ်အဲ့ဒါဘာနဲ့ညီရမလဲ just equals the centripetal force Fc equal mv square over r နဲ့ညီရမယ်အဲ့တော့ Fn sin theta သည် mv square over r နဲ့ညီတယ်ဒါကဘာလဲ normal force ရဲ့ horizontal components ဗဟိုကိုဥတည်တယ်ဗဟိုကိုဥတည်တဲ့ force က mv square over r ဒီ centripetal force က net force အဲ့ဒီ net force ကိုဘယ်ကရလဲ normal force ရဲ့ horizontal component ကနေရလိုက် since there is no vertical motion ဆိုတာဒီကားကြီးကအပေါ်အောက်ခုန်မနေဘူးဆိုလိုချင်တာက vertical motion မရှိဘူး vertical acceleration မရှိဘူး vertical net force မရှိဘူးThe net force on the car in y direction က0အဲ့တော့ तू ကတော့ဒီမှာ0နဲ့ရေးပြတယ်တခါတည်းဒီလိုတန်းရေးလိုက်လေရပါတယ် Fn cos theta ကအောက်ဘက်ကိုဆွဲတဲ့ mg နဲ့ညီရမယ်အဲ့တော့ equation 2.4 ကို 2.5 နဲ့စာမယ် Fn sin theta Fn cos theta ဒီဘက်မှာက Fn sin theta နဲ့ညီတဲ့ mv square over r နောက်တစ်ဖက်မှာက mg အဲ့တော့ mg ကြည့်တယ်ဗျာ sin theta နဲ့ cos theta က tangent theta ဖြစ်မယ်Fn ကြည့်သွားမယ်အဲ့တော့ tangent theta is equal to v square over rg according to equation 2.6 ဒီညီမျှခြင်း 2.6 အရာ the banking angle of a road theta အဲ့ဒီလမ်းကိုဘယ်လောက်မြင့်ရမလဲဆိုတာဒီ is chosen ရွေးထားရမယ် so that these conditions hold for the limiting speed v အဲ့ဒီအကွေ့ကိုဘယ်လောက်နှုန်းနဲ့မောင်းရမယ်လို့သတ်မှတ်ထားပြီးတယ်အဲ့ဒီထက် short မောင်းတာပြဿနာမရှိအဲ့ထက်ပိုမောင်းလို့ကတော့ကိုသည် CY အပြင်ဘက်ကိုရောက်သွားပါလိမ့်မယ်